လူကိုတွတ်ထားတဲ့ဘေးကြီးပေါ့ဒါပေမဲ့ဦးဇင်းတို့မတည်ခဲ့ဘူးဗျာဘာကြောင့်မတည်ခဲ့တာတော့ဆိုတော့တည်ကံမပါသေးလို့ပေါ့နော်များသောတငယ်ချင်းတွေတည်တယ်ညီတော်နောင်တော်တွေစာဖြေနေရင်းနဲ့ပြန်တော်တွေမူကြောင့်တချို့လည်းလက်တွေပြက်ချက်လောက်တွေပြက်တချို့လည်းနောက်ပိုင်းဆေးကုသမှုခံရတဲ့ပြန်တော်မူကြောင့်လူတွေဒကာဒကမတွေတည်ကြပျက်စီးကြဆုံးရှုံးကြဦးဇင်းတို့မပါသေးဘူးဒီဗီဒီယိုကြည့်နေတဲ့အထဲမှာလည်းဒီကပ်ဘေးတွေကြုံပေမဲ့အသက်ရှင်နေသေးတဲ့ပုံကိုယ်တွေပါမှာပဲအခုပြောခဲ့တဲ့ကပ်ဘေး၄ခု2008နာဂစ် COVID-19 စစ်ဘေးအခုမြေငလျင်ဘေးအဲ့ဒီ၄ခုလုံးမဟုတ်ရင်တော့မှတစ်ခုသုံးပုံနှစ်ခုသုံးပုံသုံးခုတချို့လည်း၄ခုလုံးအဲ့လိုကြုံတွေ့ပြီးတော့ဒီကပ်ဘေးတွေထဲမှာမပါပဲအသက်ရှင်ကျန်နေခဲ့တဲ့သူတွေပါမယ်လို့ထင်ပါတယ်အဲ့ဒီပုံကိုယ်တွေအနေနဲ့ကိုယ့်ဘဝကိုဘယ်လိုပြန်ပြီးတော့သုံးသပ်မိတော့စဉ်းစားမိတော့ဘာကြောင့်ယနေ့အချိန်ထိအသက်ရှင်နေသေးတာတော့စဉ်းစားမိလားကုသိုလ်တွေလုပ်ဖို့အသက်ရှင်နေတယ်လို့ဒီလိုမှတ်ပါဒီလိုမှတ်ပြီးတော့နေ့စဉ်မှာကုသိုလ်တစ်ခုဦးဇင်းတို့ဘဝတစ်ခုကိုလူတွေခြုံငင်းရတဲ့အချိန်တည်ကြရမယ့်အချိန်ဆိုတာကတယောက်တည်းပဲသွားရမှာကိုရှာဖွေထားတဲ့ပစ္စည်းဥစ္စာတွေလည်းကိုယ်နောက်မလိုက်တယ်လို့ကိုယ်ကိုချစ်ပါတယ်လို့တဖွားဖွားပြောနေတဲ့ကိုယ့်ရဲ့ဇနီးမယားသမီးသားတွေဟာလည်းလိုက်ကြမှာမဟုတ်ဘူးလိုက်လို့လည်းမရဘူးကိုတယောက်တည်းပဲသွားရမှာဘာကိုအဖော်ပြုတ်ပြီးသွားရမှာတော့ဆိုတော့ကံကိုအဖော်ပြုတ်ပြီးသွားရမှာတဲ့ကံဆိုတာကတည်ပြီဆိုလို့ရှိရင်ကိုယ့်ရဲ့အဖော်ပဲအဲ့ဒီကံမှာလည်းကောင်းကံနဲ့မကောင်းကံဆိုပြီးတော့နှစ်မျိုးရှိတယ်နှစ်မျိုးသလုံးလိုက်မှာပဲကိုကောင်းတဲ့ကံတွေလုပ်ရင်အဲ့ဒီကောင်းတဲ့ကံကိုယ့်အတွက်အဖော်ကောင်းပေါ့မကောင်းတဲ့ကံတွေလုပ်ရင်အဖော်ဆိုးပေါ့လိုက်တာတော့လိုက်မှာပဲအဲ့တော့ကိုယ်တွေဟာအသက်ရှင်ကျန်နေသေးတဲ့အချိန်အသက်ရှင်သေးတယ်ဆိုတာကမတည်တော့ဘူးလို့ပြောတာမဟုတ်ဘူးเนาะတနေ့တစ်ချိန်ရင်တည်ကြရအောင်ပါဦးစင်းပါဝင်အားလုံးသောတရားဓမ္မတွေတည်ကြရအောင်ပါအဲ့ဒီတည်တော့မဲ့ချိန်ကံနေရေးကြီးတယ်တည်ပြီးတဲ့နောက်ပိုင်းကံနေရေးကြီးတယ်အဲ့ဒီကံနေနဲ့ပဲဆက်ကမှာလေအဲ့ဒီကံတွေကပဲကိုယ့်ဘဝအနှိမ့်အမြင့်သတ်မှတ်ပေးမှာဒါကြောင့်ကပ်ဘေးကြီးတွေလွတ်လာပြီးတော့ကြံနေခဲ့တဲ့ပုံကိုယ်တွေတို့တွေကောင်းတဲ့ကံတွေကိုမြများပြုစုထားမှစုဆောင်းထားမှတော်ကားကြမယ်ဆိုပြီးတော့ကိုယ့်ဘဝလက်ကျန်အချိန်လေးတွေကိုဖြတ်သန်းနိုင်ကြပါစေလို့ဆန္ဒပြုပါတယ်အားလုံးကိုယ်စိတ်နှပြချမ်းသာကြပါစေ